ဂျပန်မှာအခုလေကျွန်တော်တို့မြန်မာတချို့အုပ်စုလိုက်ကြီးပိုးကူးနေတယ်ဗျာသိလားပိုးကူးတာတော့ဒီကောင်မလေးတယောက်ကနေအကုန်ကူးရလို့ပြောတယ်သိလားဒီကောင်မလေးအခုဒီကောင်လေးနဲ့ကြိုက်တယ်ဗျာဒီကောင်လေးနဲ့အတူနေလိုက်တယ်အဲ့ဒီကောင်လေးကိုခါအဲ့ပိုးကကူးရောတခါအဲ့ကောင်လေးနဲ့ပြတ်ရင်နောက်ကောင်လေးနဲ့ထပ်ကြိုက်ရင်နောက်ကောင်လေးနဲ့အထပ်ပြီးအတူနေတယ်တခါနောက်ကောင်လေးပါထပ်ကူးပြန်ရောဒီပြတ်သွားတဲ့ကောင်လေးတွေကလည်းတခါတည်ရမလားကောင်မလေးအသိရနေအဲ့ဒီကောင်မလေးအသိနဲ့နေတော့ဒီအဲ့ဒီကောင်မလေးပါကူးရောပြီးတော့အခုတော့အုပ်စုလိုက်အကုန်ကူးကုန်တာပေါ့ဗျာပြီးတော့ဒီပိုးကူးတာချက်ချင်းလက္ခဏာပြတာမဟုတ်တော်တော်ကြီးကြာမှဒီပိုးကူးမှန်သိရတာဗျာသိရမလားအခုတော့ဘာမှလုံးလို့မရတော့ဘူးဗျာအားကြောင့်ပြောတာအခုမလားသေးတဲ့အကိုတွေမှရောအခုရောက်နေတဲ့အကိုတွေမှရောလေဂျပန်မှာလေကြီးရသည်တွေများတယ်သိလားကြီးရသည်တွေများတယ်ဆိုတာကအပြင်ပိုင်းကျတော့အရန်ချောအရန်လှပြီးတော့လေအတွင်းမှာပြက်စီးနေတဲ့လူတွေအများကြီးကျွန်တော်လည်းအပြင်ပိုင်းကြီးဆုံးဖြတ်လို့မရဘူးကျွန်တော်လည်းအခုသူများကကြတော့ဟိုရှောက်ပြောနေတာပေါ့နော်ကိုကြောက်ကောင်းတာလားဆိုကျွန်တော်လည်းလူကောင်းမဟုတ်ဘူးကျွန်တော်ကောင်းတယ်လို့လည်းမပြောဘူးကျွန်တော်ကကောင်းအောင်နေတာပဲရှိရကျွန်တော်လူကောင်းလို့မပြောဘူးကျွန်တော်ဒီကောင်းအောင်နေဖို့ပဲစူးစမ်းရပဲရှိရအဲကြောင့်ပြောအဲ့လိုလူတွေရှောက်မှာအခုလိုဖြစ်သွားပြီဆိုရင်သိရမှာဘာမှလုပ်လို့မရဘူးဘဝဘလောက်ပဲမားခဲ့ဒီအမားကလေပြင်လို့မရတဲ့အမားဒီအမားကလေဘာမှလူညွန့်တုံးရတဲ့အမားကြီးသေးလားဘာမှလုံးလို့မရတော့ဗျာနောက်ပိုင်းမိသားစုလည်းပတ်ဝန်းကျင်မှာဘယ်လိုမျက်နှာပြမလဲအားကြောင့်အကုန်လုံး view site ပါဒီပိုးကူးရရင်တော့ဘာမှလုံးလို့မရဘူးကျန်တဲ့အမားတော့ပြင်လို့ရရင်ရနိုင်ပါတယ်အား view site ပါ